စလို့ရတယ် topic လေးကတော့ရှမ်းချမ်းသွားတဲ့ညီကိုများဖြစ်ပါတယ် Hello everyone, please come here. Please come here. Come here, please. ဆိုတော့ကျွန်တော်ရှမ်းချမ်းကိုရောက်တယ်ပေါ့ဗျာလင်းစီးွားပေါ့ ရှမ်းချမ်းကတော့ဟောင်ကောင်နဲ့ကပ်ရက်ဟောင်ကောင်နဲ့တော်တော်လေးကိုကပ်ရက်အလှမ်းကြည့်ရင်တော့မြင်နေရအဲ့ဒါမျိုးအဲ့ဒီကိုကျွန်တော်ရောက်ခဲ့တယ်ကျွန်တော်ပထမဆုံးရှမ်းချမ်းရောက်ဖူးတာတခြားဟို mainland China တခြားမြို့တွေတော့ရောက်ဖူးတယ်ရှမ်းချမ်းကဒါပထမဆုံးရောက်ဖူးတာဟုတ်ရောက်ဖူးတာရေးရောက်ဘူးတယ်ဒါဒီတစ်ခေါက်ဆိုရင်ဒါဒုတိယတစ်ခေါက်မြောက်ရှေ့တစ်ခေါက်လည်းလာပိုင်းလောက်ပဲရှိသေးတယ်ထင်တယ်ဟောဆိုတော့ဒီတစ်ခေါက်တော့ကျွန်တော်ဘာသွားလောက်တာလဲဆိုတော့ကျွန်တော်တို့ဟိုဟာ BYD ရဲ့သူရဲ့ electric vehicle တွေပေါ့နော် EV ပေါ့ EV အကြောင်းတွေသွားလေ့လာတယ်သွားပြီးတော့စမ်းကြည့်တယ်ပေါ့နော် စမ်းကြည့် EV တွေကိုဒီလိုစမ်း စမ်းကြည့်တော့ရောက်ချင်းကတော့ဟိုလေးစိတ်ကနေပြီးတော့ဟိုတယ်ကိုသွားရင်တော်တော်ကြာတယ်ကားလည်းတော်တော်ပိတ်အဲ့ဒါတော်တော်ကြာမှ2နာရီခွဲ3နာရီလောက်ကြာအေး2နာရီခွဲလောက်ကြာဒါပေမဲ့ပြန်တဲ့ချိန်မှာတော့ခဏ3နာရီပဲနော် ပြန်တော့သိမကြောက်ကားမပိတ်တာလည်းပါအဲ့တော့ပထမတစ်ရက်ကတော့ကျွန်တော်ကဘာမှထွေထူးလုံးမရှိဘူးအဲ့တော့ hot pot စားတယ်ရှောက်လေကြတယ် အဲ့မှာနေပင်ပန်းနေ အဲ့မှာ energy ကုန်သွားပထမနေ့ကအားရဆိုပြီးတော့မနေ့တည်းကထွက်လိုက်တာမနေ့ကနေညတော်တော်နောက်ကျမှပြန်ရောက်တယ်ဒါပေမဲ့နောက်နေ့မနေ့ကျတော့မနေ့စောစောထပြီးတော့သွားဖို့လုပ်တယ်ပေါ့နော် ကျင်းထဲကအဲ့နေရဗျာဒုတိယကျွန်တော်တို့တကယ်တမ်း activity စပြီးသွားဟိုလုပ်တော့မဲ့နေ့ကတကယ်တော့ schedule ရမနေ့7နာရီခွဲကျွန်တော်တို့ hotel အောက်မှာလူစုမှာဗျာပြီးွားခါကျရင်အဲ့ဒီ bus တွေနဲ့ကျွန်တော်တို့ဟို museum သွားကြမှာပေါ့ဒါပေမဲ့အဲ့နေ့မနေ့ကျွန်တော်တို့လည်း7နာရီခွဲအောက်ကိုရောက်တာပဲအောက်လဲရောက်တော့မှဟွာတဲ့ဒီနေ့ရတဲ့7နာရီခွဲအစီအစဉ်မရှိတော့တဲ့စက်ရုံပိတ်လို့တဲ့2နာရီခွဲမှစမယ်ဆိုတော့ねကျွန်တော်တို့အစိုးရထားလိုက်တယ်ပေါ့နော်ဆိုပြီးကျွန်တော်မသိသလိုပဲနေလိုက်တာပေါ့ဒါပေမဲ့ဗနီကအဲ့မှာ15မိနစ်လောက်သူက10မိနစ်15မိနစ်လောက်နောက်ကျမှဆင်းလိုက်အချိန်မှာကျွန်တော်တို့အဖွဲလိုက်ကြီးကသူ့နောက်ကျလို့ကားထွက်သွားပြီဆိုပြီးတော့မသိသလိုပဲလုံးဝနေလေတနေ့လေလုံးဖော်ပြီးနေလိုက်တာပေါ့တော့အားနာပြီးတော့စိတ်မကောင်းဖြစ်ပြီးနေတာဩဒါပေမဲ့စဉ်းစားငါအခုဒီလိုနောက်ကျတော့အားလုံးအဲ့လိုအကုန်နောက်ကျမှသွားရတယ်ပေါ့နော်အဲ့တော့မနေ့ပြန်လည်းကထပ်နောက်ကျရှင်မနေ့ပြန်လည်းထပ်ပြီးတော့နောက်ကျမှသွားမယ်ဆိုပြီးစဉ်းစားနေပြီဒါပေမဲ့အဲ့လိုစဉ်းစားနေတော့မှသူတို့ကပြောပြတာအမှန်မနေ့ကလွတ်သွားမှာမဟုတ်ဘူးတဲ့ စက်ရုံပိတ်တာအဲ့တော့ကျွန်တော်တို့ကတကယ်တော့ activity ကတစ်ခုနှစ်ခု activity ကစက်ရုံသွားမယ်ဥစ္စာရယ်museum သွားမယ်ဥစ္စာရယ် test drive သွားမယ်ဥစ္စာရယ်ပေါ့နော်ကျွန်တော်တို့အဲ့မှာနှစ်ခုပဲလုပ်ခဲ့ရတယ်အဲ့နေ့တနေ့ကုန်နေ့လေတစ်ဝက်လုံးပြီးသွားတယ်ပေါ့ဗျာနေ့လေစားရပါမြို့ထဲရွာသွားစားလိုက်သေးတယ်မြို့ထဲဆိုတာကလည်းကျွန်တော်တို့နေတဲ့နေရာနဲ့အဲ့မြို့တွေကရန်ကုန်နဲ့ပဲခူးလောက်ရှိတယ်အဲ့တော့နေတိုင်းသွားပြန်သွားတာအဲ့လိုမျိုးနော်ဒါနေ့လေကြတော့ဒါကျွန်တော်ရဲ့ museum တိုးစားရနော်အခုတော့ကျွန်တော်သွားနေတော့မှဖြစ်ပါတယ်BYD museum ရောက်နေတာဖြစ်ပါတယ်။ဒီဟာရှစ်အခုတော့ကျွန်တော်တို့လက်ချက်တက်လိုက်တာဖြစ်ပါတယ်။အခုကတော့အနောက်မှာမြင်ရတဲ့အတိုင်း BYD museum ရောက်ရှိနေတာဖြစ်ပါတယ်ခင်ဗျာ။ဆိုတော့ museum မှာတော့အဲ့လို BYD ရဲ့သူ့ရဲ့စတင်ခဲ့တဲ့အချိန်ကနေပြီးတော့နောက်ဆုံးအခု2024 2025အထိမှာသူဘာတွေတီထွင်ခဲ့လဲဘာတွေပြောင်းလဲလာလဲပေါ့နော်ဘာတွေပို့ပြီးတော့ဟိုကျန်းသွားလဲပေါ့နော်အဲ့လိုမျိုးပေါ့တကယ်တော့သူက battery company ကနေပြီးတော့အခုနောက်ဆုံး EV ကားထုတ်တဲ့အထိအဲ့လိုဖြစ်လာပေါ့နော်အဲ့ဒီဥစ္စာကိုကျွန်တော်တို့ tour guide က museum tour guide ကလည်းရှင်းပြတဲ့အချိန်မှာကျွန်တော်တို့ dog shop 4ထပ်လောက်ရှိရနော်နှစ်ထပ်4ထပ် building တစ်ခုကို3ထပ် building တစ်ခုကို3ထပ်တော့ building 2ခုတစ်ခုမှာကျတော့လုံးဝကကိုဟက်ပြောလို့ပဲသူတို့ရဲ့လုံးဝအစဟိုးဆချင်းအဲ့လိုအဲ့ခစ်တုံးကပုံစံအတိုင်းအဲ့ setting အတိုင်းပဲအဲ့ဒီတုံးကပစ္စည်းတွေနဲ့အသုံးဆောင်တွေနဲ့ဓာတ်ပုံအဟောင်းတွေနဲ့အဲ့အမျိုးတွေပြန်ပြထားပြီးတော့သူကဟို battery ထုတ်တဲ့ company အသေးလေးတစ်ခုပုံစံအတိုင်းသူကအကုန်ပြန်လုပ်ထားတယ်အဲ့တော့အဲ့ဒီဘက်ချမ်းမှာသွားချင်မှာနည်းနည်းပေါ့နော်ဟိုmuseum ကလည်းဒါကြီးပဲပေါ့နော်အဲ့လိုဘာမှမရှိဘူးဓာတ်ပုံတွေပြထားတယ်နောက်ပြီးတော့သူတို့ရဲ့အဲ့လိုအရင်တုန်းကလိုမျိုးဇပွဲအဟောင်းတွေ computer အဟောင်းတွေအဲ့ဒီခစ်တုံးကပုံစံအတိုင်းပဲ setup အတိုင်းပဲအကုန်လုပ်ထားတာအဲ့တော့ဟောဒါပြီးပြီပေါ့ဒါပေမဲ့နောက် building တစ်ခုရောက်တော့မှတို့ကတကယ်တော့ LED တွေနဲ့တော့ high tech museum ကြီးဖြစ်သွားပြီးတော့အဲ့ဘက်မှာသူတို့ BYD က
ဒီ battery ကနေပြီးတော့ကားစီကိုကြောင်းသွားခြင်းမှာဟိုသူတို့ရဲ့ကားဆက်စချင်းထုတ်တဲ့အချိန်ကနေစပြီးဖြည်းဖြည်းချင်းအဲ့လိုအခုနောက်ဆုံးထွက်ထားတဲ့ model တွေအထိ concept ကားတွေအထိပြထားတာပေါ့1991年形成了对李丽。to ensure the supply. building နှစ်ခုကိုတစ်ခုကို3ထပ်စီနဲ့အားလုံးပေါင်း6ထပ် အေးပေါ့6ထပ်လောက်သွားလိုက်ရတယ်ပွင့်နေပြောဗျာပထမ first building မှာကျွန်တော်တို့အရင်ပြင်းနေဘာလို့ပေါင်ကားတော့ပါဝိုက်ဘာလို့ဓာတ်ပုံတွေပြပြီးတော့သူတို့ရဲ့အရင်တော့အဲ့လိုပါဟို department ဒီ department အစုံပေါ့နော်အဲ့ဒါလက်ကြည့်ခဲ့တဲ့အချိန်မှာကျွန်တော်ပွင့်နေပြတော်တော်ပြင်းနေလိုင်းမလားမင်လာသေးလမ်းကျပလာဇာအောင်မင်လာသေးတာဂျမန်တာဝင်အနောက်မှာ passenger ကြောက်ပါတယ်မင်းညီလေးက200မဟုတ်ဈေးကြီးဝိုင်း900ဟိုဒီနေ့ပတ်စံမပါဘူးဒီပတ်စံပါစင်းတချင်းဆိုပြမယ်ပတ်စံမပိုင်ဘာမှမသိဘူးတချင်းမဆိုရင်စင်းကောမလေးအဲ့ဒီရောက်မှတိလိုက်တာတခုရှိရကျွန်တော်ဗျာအရင်တော့ Motorola Razr တို့ဘာတို့ဟိုဖုန်းတွေအရင်ခေတ်တုန်းကကျွန်တော်တို့ GSM ခေတ်တုန်းကပေါ့နော်အဲ့တုန်းက cell phone တွေထဲမှာထည့်ခဲ့တဲ့ battery တော်တော်များများ Nokia လည်းပါနော် Nokia တို့ Motorola တို့အဲ့ဒါ BYD ကထုတ်ကျွန်တော်တို့လည်းအဲ့နေရာမှာတိအဲ့လိုအဲ့စိတ်ဝင်စားတယ်တော့ကောင်းပါတယ် museum တစ်ခုလုံးနော်သူက battery market မှာတော်တော်များများမှာပါတယ်ကျွန်တော် DJI မှာလည်းပါတယ် DJI မှာလည်းပါတယ် DJI မှာလည်းပါတယ်အဲ့မှာ drone တွေပြထားတယ် drone တွေမှာလည်းပါတယ်ဟိုဒုတိယဘယ်တွေမှာတော့ဗျာအဲ့မှာစပြီးကားတွေမြင်လိုက်တဲ့အချိန်မှာကားရဲ့ spare part တွေပေါ့နော်သူတို့ကတကယ် parts တွေတစ်ခုချင်းစီအမှမီးကွက်တွေတို့သူ့ရဲ့အဲ့မှာဆိုရင်တစ်စီးလုံးကို frame ပဲပြထားပြီးတော့နော်အဲ့လိုဟို 3D ကျွန်တော်တို့ 3D ကြည့်ရဗီဒီယိုတွေကလိုမျိုးဒုံဆိုပြီးအဲ့လို parts ရဲ့လေထဲမှာ freeze ဖြစ်နေတဲ့ပုံစံကိုသူတို့ကကျိုးနေချိတ်ထားတာအဲ့လိုအဲ့ဒါတွေလည်းကျွန်တော်တွေ့ခဲ့ရတယ်ဆိုတော့တော်တော်ဘုသူတာရခဲ့ပါတယ်သူကဟိုလိုမျိုးလူစီကားတွေအပြင်ကိုအဲ့လိုဒီ bus ကားတွေနောက်ယထာတွေအထိသူကပုံစံတွေလုပ်ပြီးတော့ပြထားတာယထာဆိုဟိုလိုမျိုးပေါ့နော်ပြောရင်တော့လို့ shuttle bus တွေတို့ BDS ဆိုအဲ့လိုမျိုးဟာမျိုးပေါ့အဲ့လိုဟာတွေစီစဉ်ပြီးသွားတယ်ပေါ့ဗျာပြီးသွားတဲ့အချိန်မှာ dinner ပေါ့ dinner ကတော့အခုမြင်တဲ့အတိုင်းပါပဲကျွန်တော်တို့မမြင်ဘူးထင်တယ်ကျွန်တော်ဘာမှမရိုက်ခဲ့ဘူးဘာမှမရိုက်တာစားပဲစားတာဘိုက်တော်စားနေ dinner သွားစားတဲ့အချိန်မှာဟိုဟာဒီလိုပဲထမင်းစားစရာရှိစားလိုက်တယ်ဗျာသိမလားမရိုက်ပြတော့ဘူးမြင်အောင်ပြောရမှာဆိုတော့စပွဲဝိုင်းပေါ်မှာဟင်းနေချထားတယ်ကျွန်တော်ကပြီးမှထိုင်ပြီးတော့စားရွှေဘဲတို့ western ဘတ်တို့မှာအလဲကတရုတ်မင်္ဂလာဆောင်ထမင်းစပွဲဗျာစားပွဲပဲအဲ့လိုမျိုးအဲ့တိုင်းပဲပစုံပါတယ်အဲ့လိုအဆုံးပါတယ်ဗျာစားနေကြရပါတယ်ဒါမျိုးအဲ့နဲ့ကျွန်တော်တနေ့ကုန်သွားပြန်အဲ့တော့ကျွန်တော်တို့ရဲ့ museum တိုးလေးကလောက်ပါပဲအဲ့တော့နောက် season မှာကျွန်တော်ဘာရှိအောင်မလဲထပ်ပြပေးမှာဖြစ်ပါတယ်လက်ခံနေပို့ပြီးတော့ excitement တွေပါညတော့ငငယ်တော့အကြောင်းမှာသူတွေဟို excursion trip ပေါ့ပြီးရင်ဆိုအကြောင်းအနေလို့ကြလိုက်ပြတယ်အဲ့လိုအချိုခန်းတွေကစိတ်ဝင်စားဖို့ကောင်းအချိုခန်းတွေကနည်းနည်းပြင်းဖို့ကောင်းကျေးဇူးပါ bro ကျေးဇူးတင်ပါတယ် bro ဒါတော့ BYD U9 ပြိုင်ကားဖြစ်ပါတယ်ထောက် dancing ကားပေါ့နော်ကျွန်တော်တို့ဟာမဟုတ်ပါဘူးကားရည်ရှိရဂျိုသားတွေသွားနေတယ်အဲ့ဒါကပေးမရဂျိုသားတွေအဲ့လိုအင်ဂျီဂျူနဲ့ရှောက်သွားတယ်အဲ့တော့ပေးမရိုက်ဘူးသူတို့ကလူတွေမြင်သွားမှာစေလို့နော်ကားဆရာလမ်းဘေးကြီးမှာရက်ပြီးတော့ခြုံထဲကိုသွားပြီးတော့ခြုံတိုးခိုင်းတာဗျာကျွန်တော်တရုတ်သတင်းမှာပါလာတော့မလို့ဗျာကြည့်လိုက်အခုကတော့ကျွန်တော်တို့ရဲ့ day 2ပေါ့နော် day 2မှာကျွန်တော်တို့မနေ့အစီအစဉ်တစ်ခုလုံးရှိတယ်ပဲเนาะကျွန်တော်ဒါတွေလုပ်တယ်ပေါ့ဒါပေမဲ့ပြလို့မရဘူးကားဝတ်တက်မယ် start နှိပ်မယ် lever နင်းမယ်ပြောရင် BYD ရဲ့ဟို
proving ground ဆိုတဲ့နေရာပေါ့နော်အဲ့ဒီကိုကျွန်တော်တို့သွားတာ proving ground ဆိုတော့ဘာတွေများ proof လုပ်ပြမှာလဲပေါ့အဲ့မှာသွားတဲ့အချိန်မှာကျွန်တော်တို့ဘာမှတော့မရိုက်ခဲ့ရပါဘူးဘာဖြစ်လို့လဲဆိုတော့ ဟိုတယ်အားရောက်တာနဲ့ကင်မရာဖုန်းကင်မရာတွေအားလုံးတိတ်ပြီးလာကတ်သွားတယ် the front camera back camera အကုန်လုံးကိုတိတ်နဲ့ကပ်ပလိုက်တယ်အဲ့တော့ကျွန်တော်တို့ကလည်းမေးတာပေါ့နော်ကျွန်တော်တို့ကဟိုဒီဟာရိုက်ကူးရေးလေးလာရေးလာတာပေါ့နော်ဒါတွေမရိုက်တော့ကျွန်တော်တို့ဘာပြရမလဲပေါ့နော်အဲ့တော့သူတို့ကလည်းမသိဘူးဆိုပြီးသူတို့ဘာမှမပြတော့ကျွန်တော်တို့မြင်ခဲ့တယ်ကြည့်ခဲ့တယ်ဗျာဒါပေမဲ့ဟာတွေပြီးတော့ဟိုရောင်ဝမ် U8 ပေါ့နော်ရေအောက်ထဲတော့မဟုတ်ဘူးရေ emergency အရေးပေါ်အခြေအနေမှာရေပေါ်မှာမောင်းလို့ရမယ့်ကားပေါ့နော်အဲ့ကားကိုထပ်ပြတယ်အဲ့တော့အဲ့ဒါကိုထပ်ကြည့်ခဲ့ရတယ်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့ညီကိုတွေတော့တော်တော်များများကြည့်ပြီးကြပြီထင်ပါတယ် အရှိတစ်ခေါက်တော့ကိုဟိတ်သွားတာကျတော့အဲ့လို auto show လိုဟာမျိုးမှာသူတို့ဘာသူ set up လေးလုပ်ပြီးတော့ရေကန်နဲ့လုပ်ထားတော့အဲ့မှာဗီဒီယိုလည်းကောင်းရိုက်လို့ရတယ်ကျွန်တော်ဒီတစ်ခေါက်သွားတဲ့ဟာကျတော့သူကတကယ်သူတို့ရဲ့အဲ့လို test လုပ်တဲ့နေရာပေါ့နော်ဟိုနည်းနည်း area 51လို့ ကားတွေဆိုလည်းအဲ့လိုကျွန်တော်မျက်စိနဲ့မြင်ရကားတွေကုန် sticker တွေနဲ့ကတ်ထားတယ် brand တွေရော logo တွေနောက် model number တွေကားတွေတချို့အဲ့လို design နေရာတွေဆိုရင်တို့အဲ့လို sticker တွေနဲ့အကုန်ကတ်ထားတယ် ဆက်သွားမယ့်နေရာတော့အရင်ယုံမိုက်တဲ့နေရာဆိုတော့အဲ့နေရာကတော့အဲ့လိုရှိသမျှကားတွေသူတို့ရဲ့အခုနောက်ဆုံးဟိုထွက်ထားတဲ့ latest model တွေရဲ့ function တွေပေါ့နော်အဲ့မှာသူတို့အဲ့လို test လုပ်တဲ့နေရာပေါ့ test လုပ်တယ်ဆိုတော့ကျွန်တော်တို့ပါပေးပြီးတော့ဝင်ထိုင်ဝင်စီးပြီးတော့ဟို test လုပ်ခိုင်းတဲ့နေရာ တချို့ကားတွေ ကျွန်တော်တို့ကတော့ test drive လုပ်ဖို့ agreement sign ထိုးတယ်ဘေးကကျွန်တော်ရဲ့အကိုအကြီးဆုံးဖြစ်ပါတယ်။ဘာခိုင်းလဲ။အပြာခိုင်း။အပြာလက်ပတ်လေးနဲ့အပြာအင်ကြီးလေးနဲ့အပြာခိုင်းဂိုင်းကျုပ်အကိုကြီး။တွေ့မေ။ဒီဝါဒီကနော်။ဒီဝါဒီကအပြာခိုင်းပေါ့။အပြာခိုင်းရှိပေါ့။အဲ့တော့ကိုတန်းစင်ပဲဖြစ်ပါတယ်။ဟုတ်ပါသူတို့အစိမ်းအောင်ဖြစ်တာဆန်းလို့ဖြစ်တာ ဘောတော့ဒါကျွန်တော် vlog ရိုက်ပေးတာကျွန်တော်ညီဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ညီကကင်မရာတစ်လုံးကျွန်တော်ကင်မရာတစ်လုံးဆိုတော့ပရိသတ်တွေကနှစ်ဖက်ကြည့်ရမှာဖြစ်ပါတယ်တချို့ကားတွေကအဲ့လိုဝင်ထိုင်ပြီးတော့ကိုဟဲ့ဆိုခလုတ်တွေပါဝင်နှိပ်ခဲ့တယ်နော် နေခဲ့ ပြီးတဲ့ဆောင်သွားတဲ့ဟာတွေ ကားကြီးသိရမလားလို့ဟိုကျွန်တော်အဲ့ဒါကိုတော့အထက်ကနေပဲရိုက်ခဲ့အပြဲနဲ့ရိုက်တာတော့မြင်ချင်မှမြင်လိမ့်မယ်ပေါ့နော်ဘေးဆောင်ကြီးသွားဘေးတစ်ဆောင်သွားတဲ့ကားကြီးပေါ့နော်ဒီ Dancer Zana GT ရဲ့ဘေးဆောင်သွားမှာဖြစ်ပါတယ်ကနန်းလိုမျိုးပေါ့နော်အဲ့ဒါကိုပြမှာဖြစ်ပါတယ်ဟောဘိန်းလုံးကြည့်ဘိန်းလုံးဒီလိုကြီးသွားတာအဲ့လိုအဲ့ဒါလည်းမိုက်တယ်ပြီးတော့ဟို off road နော် off road ဆန်းတဲ့ဥစ္စာလည်းမိုက်တယ်ကျွန်တော်ဗျာခါတိုင်းက YouTube တို့ဘာလို့မှာပဲကျွန်တော်တို့ကြည့်ရတာပဲသိရမလားအတုံးကြီးကိုသွားတာတို့ဂုံကြီးတက်သွားတာတို့ကကိုယ်တိုင်မောင်းခဲ့ရကားတွေအကုန်တန်းစီထားတယ်ကြိုက်တဲ့ကားကိုတက်ပြီးတော့ test drive လုပ်လို့ရတယ်အမှ clay တွေလိုပဲကားလူရတယ်ကျွန်တော်တော့မပြေးနိုင်တော့လေကျွန်တော်မလူဘူးဟိုဟာကိုယ်အလှည့်နဲ့ကိုပဲစောင့်ပြီးတော့ကျွန်တော်လည်းဟိုမောင်းကျင်တဲ့ကားတော့မောင်းခဲ့ရပါတော့ကား6မျိုး9မျိုးလောက်ရှိတယ်နော် Don't crash. Just keep yourself safe, and you can try some speed later. Okay? How about that? Zero. Ala quoi. Quên rồi, ở bên đất thùng vậy, to mày. Ala quoi. Bros, con này đi cả. You're gonna apply full brake as hard as you can until the car stops. 1, 2,
3 go oh shit ah stop ကျွန်တော်အကုန်လုံးတော့မဆန်းခဲ့ဘူးကိုတကယ်ကြီးကိုအရင်ကြီးကိုမောင်းကျင်နေဆိုတဲ့ကားကိုပဲကျွန်တော်မောင်းခဲ့တယ်ပေါ့နော်အမှအကြိုက်ဆုံးကားကတော့ပြောရင်တော့ဒန်ဆာပေါ့လေးဆောင်သွားရပါလာလာအဲ့ကားကြီးအရင်ကြီးကိုမှအဲ့ကားကြီးကတော့ကျွန်တော်အကြိုက်ဆုံးပဲဘရိုကပဲအဲ့မှာဘယ်ကားကြိုက်အဲ့ကောင်ကြိုက်တယ်နောက်ရှာကြတော့အဲ့လိုဒီတိုင်းခရီးသွားရင်အဲ့လို family နဲ့သွားရပါညာအတွက်တော်တော်အဆင်ပြေ泊车开始，请注意周边环境。 ဒါကတော့ဘာကားလဲဘရို BYD ရှာအဲ့ကားထဲမှာအနောက်မှာဒီလိုကားထဲမှာအဲ့လို Bluetooth speaker ကြီးပါတယ်ဆိုတော့ဒါဗန်နီအတွက်ရောက်ရနေရမှာတချင်းနားထောင်တချင်းဆိုလို့ရတယ်အော်အဲ့မှာ mic တွေ join လို့ရတယ်ဟုတ်လား mic ကောပါလားဘရိုလေးလာကောလေး view speaker size ဟောလေးတယ်โอเคခလောက်တစ်ချက်နဲ့ထိုင်ကောင်ကအပြောက်ကနေပြီးတော့ပြန်ထွက်လာဘရိုလေးပေပတ်လည်လောက်ရတယ် AC ပဲထပ်တင်အများကြီးရှိတယ်တကယ်တော့နှစ်စီးဆိုရင်လောက်ပြီနော်အဲ့ဒီ MPV တွေ family တွေလိုက်တငယ်ချင်းတွေနဲ့မိသားစုနဲ့တွားဖို့နဲ့ကိုယ့်ကိုတယောက်တည်းတငယ်ချင်းတွေကိုအနောက်မှာထိုင်ပြီးတော့အဲ့လိုမျိုးဆွတ်ဆက်ပြီးတော့ speed တင်လိုက်အနောက်ကလူဆိုဒီလိုဖြစ်သွားလဲဆိုတာဗီဒီယိုရှိတယ်ရှိဆိုတော့ဒီလိုလေးဖြစ်သွားတယ်ပေါ့နော်Yesတော်ကြီးကို experience အသစ်တွေတော့ရခဲ့တယ်ပေါ့နော်ဆိုတော့အရင်တော့ဆိုရင် TV ပေါ်မှာ TV ပေါ်တော့မဟုတ်ဘူးပေါ့နော်ဖန်သားပြင်ပေါ်ဖန်သားပြင်ပေါ်ပါပဲကျွန်တော်တို့ကြည့်ဘူးတဲ့ဒီဟိုအရာတွေကိုအခုအပြင်မှာတကယ်ကြီးကိုလက်တွေ့စမ်းသပ်ခဲ့ရတယ် acceleration hit her with that stamina turned up to the maximum hit her with that stamina turned up to the maximum hit her with that stamina turned up to the maximum hit her with that stamina turned up to the maximum秒给一个acceleration ဟိုอ่ะဆို acceleration နဲ့ brake နဲ့တက်ဆိုတဲ့ဟာဆိုတော်တော်ကြိုက်တယ်ကျွန်တော်အဲ့လောက်ထိစိတ်လို့ကိုယ်တို့တစ်ခါမှအဆုံးထိမနေဘူးဘာနင်းလို့ရလေသူတို့နင်းခိုင်းတာဒါမဲ့လေကျွန်တော်တို့အဲ့လိုမျိုးစိတ်လွတ်ကိုလို့မောင်းနေဆိုပေမဲ့စီကန်းနဲ့မောင်းဖို့ဟိုတော့သူတို့ကတော့တတိပေးတယ်ပေါ့နော်ဟိုကလက်မှတ်ထိုးရတဲ့ကိုဖြစ်ကိုခံပေါ့အဲ့ဟာတော့ရိုက်ထားတယ်အဲ့မှာအခုပြတာပေးပေါ့နော်ဆိုတော့သူတို့ကဒီကားရှိရင်ဒါမောင်းလို့ရတယ်ပေါ့နော်အဲ့လိုကိုဖြစ်ကိုခံတော့မဟုတ်ပါဘူးဒါမဲ့ကိုဖြစ်ရင်တော့ကိုခံရမှာအဲ့လိုတော့ရှိတယ်အဲကျွန်တော်ဘာမှမဖြစ်ခဲ့ဘူးအဲ့မှာဘေးနားမှာလည်း ambulance တစ်စီးတော့ရှိတယ်အဲသူကအဲ့မှာကျွန်တော် trip မှာဟို bro တယောက်ပြောသလိုပဲပေါ့နော်အကုန်လုံးတော့လှုပ်ရှုပ်နေသူတယောက်ပဲအားနေသူအားတာကောင်းတယ်လို့ ambulance အားနေလို့ဆိုတော့ကောင်းပါတယ်နော်ဆိုတော့အဲ့ဒီကအဲ့ရနေပြီးတော့ပြန်လာတယ်ဘိုင်းလာတယ်ဟာဘိုင်းနာတာဗျာကျွန်တော်ပြောပြမယ်ထဲပြောပြမယ်ဗျာသိလားကျွန်တော်ရှေ့တစ်ခါမိုးရင်ပူပေါင်းစီးပြီးတော့လေထဲမှာကျွန်တော်ဘိုင်းနာပြီးတော့လေအဲ့လိုဟို
ငါးဘွားကြီးကတော့သွားပြီဆိုတဲ့ခန်းစားချက်ကြီးလေအဲ့မှာရှမ်းချက်မှာလည်းကျွန်တော်ဖြစ်ခဲ့တယ်အဲ့ဒီဟိုကျွန်တော်တို့ test drive တွေလုပ်ပြီးတော့ကျွန်တော်ဟိုတယ်ပြန်တဲ့လမ်းမှာပေါ့နော်အဲ့ highway line မှာအိမ်နာတက်ချင်တာဗျာဘာရမ်းနာတဲ့ဥစ္စာကိုကားဆရာလမ်းဘေးကြီးမှာရက်ပြီးတော့ခြုံထဲကိုသွားပြီးတော့ခြုံတိုးခိုင်းတာဗျာကျွန်တော်တရုတ်သတင်းမှာပါလာတော့မျိုးဗျာကြည့်လိုက်ကားပေါ်မှာလည်းအကုန်လုံးကရိုက်ခွေးသမားတွေကြီးပဲဆိုတော့ငါးဘွားတော့ဒပလဲသွားပြီဆိုပြီးတော့စဉ်းစားလိုက်ဒါမဲ့လည်းဟိုအဆင်ပြေပါတယ်ဒါမိကိုအားလုံးရဲ့ပံ့ပိုးမှုကြောင့်ကျွန်တော် beauty salon ဆိုင်ရဲ့3ထပ်မှာတက်ပြီးတော့ကျွန်တော်အိမ်နာတက်ခဲ့ပါတယ်ဆိုတော့အဲ့ဒါတော့အမှတ်တရပါပဲပြီးတော့ကျွန်တော်အဲ့နားမှာလည်းဒါ မုံလေးပါလေ နော်မုံလေးပါစားခဲ့ပါတယ်ဆိုတော့ပြောစရာကောင်းပါတယ်မှတ်ပါတယ်နော် ဒါပါပဲအိမ်ကြီးကတော့ပြန်လာတယ်ပြီးတော့နားကြတယ်တော်တော်အဲ့တော့နေ့အဲ့လိုမနေ့9နာရီ10နာရီလောက်ကစပြီးတော့အဲ့လိုညနေ6နာရီ9နာရီလောက်ထိဟိုကတောက်လျှောက်ကြီးသွားနေတာဆိုပြီးတော့ကားပေါ်မှာကြာကြီးစီးရတဲ့ဟာတော်တော်ဆိုးတယ်အဲ့လိုဘာမှမလုပ်ရဘဲနဲ့ဖင်နေညောင်းပြီးတော့တနေ့ကုန်ကြီးဒိုးနေတာ အေးလေအဲ့လိုရန်ကုန်နဲ့ဘကိုနေ့တိုင်းသွားပြန်နေ3-4ရက်လောက်သွားခဲ့တာပေါ့နော်ဆိုတော့ကောင်းပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ရဲ့ကားမျိုး BYD ရဲ့ကားမျိုးစုံကိုသွားပြီးတော့စမ်းသပ်ခွင့်လည်းရခဲ့တယ်ပြီးတော့ museum ကိုလည်းလည်ပတ်ခွင့်ရခဲ့ပါတယ်အဲ့တော့ဒီလိုမျိုး trip ကိုကျွန်တော်တို့2ယောက်ကိုကျွန်တော်တို့2ယောက်ပြင်ကျွန်တော်တို့တစ်ဖွဲ့ပေါ့နော်ကျွန်တော်တို့ဖွဲ့ကိုပို့ပေးတဲ့ BYD Essential ကတာဝန်ရှိတဲ့သူတွေအားလုံးလည်းကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်နောက်လည်းထပ်ပို့ပေးပါမမောင်းခဲ့ရတဲ့ကားတွေရှိသေးရပေါ့နော်ဖြစ်နိုင် BYD ဟိုU9 လားအဲ U9 ကို dancing ကားကြီးလေဘုံဘုံ နားဗျာမမောင်းရရင်တော့မှဘေးကလိုက်ထိုင်စီးကြည့်ကြတယ် နော်အဲကားဆိုဘယ်လောက်များမိုက်မလဲနောက်တစ်ခါတော့ရပါမယ် 0 to 100ကိုဘယ်လောက်2 second 2 second ထင်တာပဲ2 second လောက်ရှိတယ်အရမ်းမြန်ကြိုးကြီးကပ်ပြီးတော့အဲ့လိုကလေးစားရပါကြံခဲ့ပါအောင်အဲ့လိုဆိုတော့နောက်တစ်ခါတော့အဲ့ဒါလေး experience လေးတော့ရှင်းတော့ကောင်းတော့ပေါ့ဆို to the maximum. Hit her with that stamina. Turn them to the maximum.